နေရာထိုင်ခင်းဝန်ထမ်းမာရီယာ၏ဘဝတွင်တနေ့မာရီယာသည်ဗန်နီကောက်ဟိုတယ်တွင်3နှစ်ကျော်လုပ်ကိုင်ခဲ့သည်နေတိုင်းနေမှသူညင်ခင်အိယာကနိုးလာပြီးသူနေ့စဉ်အခန်းတန့်ရှင်းရေးတာယာအဆင်ပြေမှုများပြန်လည်ပြင်ဆင်ပေးကဟိုတယ်ကိုဧည့်သည်များအတွက်အညစ်အကြေးကင်းစင်စေရန်အတွက်အဆင်သင့်ဖြစ်နေပါပြီးကျမ်းပြင်များကိုပို့တိုက်ခြင်းကျမ်းပြင်များပို့တိုက်ခြင်းနှင့်တန့်ရှင်းရေးပစ္စည်းများကိုနာရီများစွာကြာအောင်လှည့်ဆွဲခြင်းများမှာခက်ခဲကြမ်းတမ်းသောအလုပ်ဖြစ်သည်ဒါပေမဲ့ဒီနေ့တော့မတူဘူးအခန်းတာဝန်တွေနဲ့ရောထွေးနေတာတွေ့တော့ဟိုတယ်ကကြိုတင်ဘုတ်ကင်လုပ်ထားတာပိုများတယ်ရလက်အနေဖြင့်လွန်ခဲ့သည့်နာရီပိုင်းအတွင်းစစ်ဆေးရမည့်အခန်းများကိုတန်ရှင်းရေးလုပ်ရန်နောက်ဆုံးမိနစ်တွင်အလျင်စလိုဖြစ်ခဲ့ရသည်အားလက်ချိန်မရှိသဖြင့်မာရီယာသည်အခန်းတစ်ခန်းမှနောက်တစ်ခန်းသို့ပြေးလွှားနေကဧည့်သည်အသစ်များအဆက်မပြတ်ဝင်ရောက်မှုထက်တာလွန်နေစေရန်ကြိုးစားနေခဲ့သည်အထူးသဖြင့်အခန်းတစ်ခန်းမှာထင်ရှားသည်အခန်း303မာရီယာဝင်ရောက်လာသောအခါတွင်သူမကိုအံ့အားသင့်စွာနှုတ်ဆက်ခဲ့သည်ဧည့်သည်များသည်ကျမ်းပြင်ပေါ်တွင်ညစ်ပတ်နေသောမျက်နှာတုပ်ပေါ်ဝါများအစားအသောက်ထုတ်ပိုးသည့်အိယာပေါ်တွင်ပြန့်ကျဲနေပြီးကွဲနေသောမီးအိမ်များပင်အခန်းထဲမှထွက်သွားကြသည်စံနမူနာထက်နည်းသောအခန်းများကိုရှာတွေ့ခြင်းသည်အဆန်းမဟုတ်ပေသို့သောလင်းသည်ကွဲပြားသည်ဟုခံစားရသည်မာရီယာတက်ပြင်းချကရှေ့အလုပ်အတွက်စိတ်ကိုပြင်ဆင်ရန်ကြိုးစားသည်သူမအိယာပေါ်ကနေစပြီးအိယာခင်းတွေကိုဆွဲချွတ်လိုက်တော့ငွေရာပေါ်မှာထူးဆန်းတဲ့အစွန်းထင်းတစ်ခုကိုသတိထားမိလိုက်တယ်မင်းညကဧည့်သည်တွေစူးစူးညံ့ညံ့ညီးညူတန်တွေကြားရပြီးအခန်းပြောင်းဖို့သူတို့ဘလို့တောင်းဆိုခဲ့တာကိုသူမမှတ်မိခဲ့တာသူမသည်ထိုအတွေးကိုဆွဲဆွဲမြဲမြဲနေရန်အချိန်မရှိမှန်းသိ၍စိတ်ထဲမှတွန်းထုတ်ရန်ကြိုးစားခဲ့သည်နာယီကအမှတ်အသားပြုနေပြီးဧည့်သည်များသည်နင်းတို့၏ချက်ခင်အတွက်ဧကန်းတွင်စောင့်နေပြီးဖြစ်သည်သူမတန်ရှင်းရေးလှုပ်စဉ်တွင်ပို၍ပင်ဒုက္ခရောက်နေသည်ကိုသတိပြုမိသည်ဧည့်သည်တဦး၏ကိုရေးကိုရာပစ္စည်းများဒေါ်လာရာကဏန်းရှိသောပတ်စံအိတ်တစ်ထည်နှင့်တန်မိုးကြီးနာရီတအုပ်မာရီယာသည်မှန်ကန်သောအရာကိုလှုပ်လိုသောဆန္ဒနှင့်ငွေမီမျှသုံးနိုင်သည်ဟုသောအတွေးတို့ကြားတွင်အေးခဲသွားသည်သူမသည်ခက်ခဲသောကွာရှင်းပြတ်ဆဲပြီးနောက်လအတော်ကြာအောင်ငွေရေးကြေးရေးရုန်းကန်နေရသည်ဒါပေမဲ့မာရီယာကသူဘာလုပ်ရမယ်ဆိုတာသိတယ်လေးလံသောစိတ်ဖြင့်သူမပတ်စံအိတ်ကိုယူကာအိမ်ရှိစပွဲပေါ်မှနာရီကြည့်သည်ပတ်စံအိတ်နှင့်နာရီကိုအိမ်ရှိစပွဲပေါ်မှဆင်းလိုက်သည်သူမ၏ကြီးကြပ်ရေးမှုကသူမအားရိုးသားမှုအတွက်ချီးကျူးတော်လဲမှန်ကန်သည့်အရာကိုလှုပ်ဆောင်ရခြင်း၏ကျေနပ်မှုကိုသူမ၏အလုပ်၏ဖိအားများနှင့်ဖိစီးမှုများကြောင့်လွှမ်းမိုးထားသည်သူမ၏အနံ့ထားတော်လဲမာရီယာသည်ဟိုတယ်၏ကြီးမားသောဆက်ရန်ရာကြီးတွင်မမြင်နိုင်သလိုမကြာခဏလျစ်လျူရှုခံရကတန်မိုးထားမှုနှဲပါသည်ဟုခံစားခဲ့ရသည်ဧည့်သည်များသည်တန်ရှင်းသက်ရက်သောအခန်း၏စိန်ခံမှုကိုနှစ်သက်ကြတော်လဲတက်နိုင်သမျှဆောင်ရွက်ပေးခဲ့တော့သူမရဲ့ပြောင်းရွှေ့ပြီးဆုံးချိန်မှာတော့မဲရီယာဟာပင်ပန်းနွမ်းနယ်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ညနေအိမ်ပြန်ရောက်တော့သူပြန်လာတဲ့ပစ္စည်းတွေကိုတွေးရင်းစိတ်ထဲမှာပြေးလာခဲ့တယ်ငွေနှင့်မပတ်သက်ပေးခြင်းသည်သူမထိုက်တန်သည်ဟုခံစားမိသောလေးစားမှုအကြောင်းဖြစ်သည်တကယ်တော့သူမဟာရိုးရှင်းပုံပေါက်ပေမဲ့ဝေးကွာတဲ့အလုပ်တစ်ခုအတွက်သူမဟာတစ်နေ့တာလုံးမမောမပန်းအလုပ်လုပ်ခဲ့ရပါတယ်